မယ်ဟိုင်းဒီနေ့ကတော့2026ရဲ့ပထမဦးဆုံးရိုက်ဖြစ်တဲ့ဗီဒီယိုပေါ့နော်ဒီကိုရီးယားမှာပေါ့နော်2026 3လပိုင်း1ရက်နေ့ကနေပြီးတော့9ရက်နေ့ဒီတပတ်တီပေါ့နော်80ရာခိုင်နှုန်းစေးချတယ် brand 9တော့မဟုတ်ပြီမြဲတော်တော်များများကတော့စေးချတာတွေရှိတယ် 1+1 နေရောလက်ဆောင်ပါတာလေးရှိရပေါ့နော်စေးမပြီးခင်လေးမှာအပြည့်အလွှာဒီနေ့သွားဝယ်လိုက်တဲ့ဒီ cosmetic တွေကို unboxing လုပ်မှာပဲဖြစ်ပါတယ်ဒီလိုမျိုးအိတ်ဝယ်လာခဲ့ပါတယ်ဘာတွေပါလဲဆိုတာအတူတူကြည့်ပေးပါနော်ပထမဦးဆုံးအနေနဲ့ဒီတစ်စိတ်ကတော့ကိုရီးယားရောက်ခတဲ့ဒီကိုပါတာကိုအိမ်မှာစေးဆိုလို့ရှိရင်ဝယ်သုံးပြတဲ့ဟာလွယ်တဲ့ bubble type ကိုမှ shake လုပ်ပြီးတော့ဒီ form လေးတွေထွက်လာတဲ့အခါမှာဒီစပင်ကိုသူကအထဲမှာပစ္စည်းကလေးအဆုံးပါပြီးသားပဲလွယ်တဲ့သုံးရတာလည်းအဆင်ပြေပုံမှန်ဆိုလို့ရှိရင်တော့1000ပတ်ချလို့ရှိနေတယ်ဒါပေမဲ့စေးချတော့မှဒါကတဘူး8000စွန်းစွန်းပေါ့နော်နှစ်ဘူးဝယ်လာပါတယ်အယောင်ကတော့မတူဘူးဒီနှစ်မျိုးကို mix လုပ်ပြီးတော့စိုးမှာပဲဖြစ်ပါတယ်တဘူးကိုတော့အရင်ဆုံးဖောက်ကြည့်ပါမယ်ဘယ်လိုပုံစံမျိုးပါလဲဆိုပြမယ်နော်အထဲမှာဒီလိုမျိုးကရိယာဆုံးပါပါတယ်ဒီလိုမျိုးဖြည့်ပြီးတော့ပေါ့နော်ဖမ်းထောင်လောက်လာတဲ့ဟာလေးဒီဟာပါမယ်တဘူးပါမယ်ဒီလိုမျိုးတထောဒီမှာနံပါတ်သူကရေးထားပြီးသား1 2ဒါလေးဆိုလို့ရှင်3ဒီအနှစ်ကတော့ဒီလိုမျိုး3မျိုးဒီလိုမျိုး3ခုကိုရောပြီးတော့ shake လုပ်မယ်အမြုပ်ထွက်လာတဲ့အချိန်ကြလို့ရှင်အညှိုးဆိုင်ပဲလည်းပါပါတယ်အဖြဲလိုက်တယ်နော်အခုနဲ့ဖွင့်ကြည့်လို့ရှင်ဒီမှာဒီလိုမျိုးလေးလက်အိတ်ပါမယ်မပေအောင်လို့ဆိုပြီးစုပ်ကြတဲ့လိုမျိုးဟာလေးပါ plastic ဟိုအိမ်မှာအလွယ်တကူဆေးဆိုးခြင်းနဲ့ဆိုလို့ရှိရင်ဒီတစ်စိတ်ကအဆင်ပြေရဒီလိုလေးပွဲလာပါတယ် L'Oreal ရဲ့ပေါင်းစေးပါနှစ်မျိုးဝယ်လာတယ်ပေါ့နော်ဒီ L'Oreal ရဲ့ treatment ရဲ့ပြီးတော့ဒီ L'Oreal ရဲ့ shampoo ရဲ့ဒါလေးကဘာဝယ်တော့လည်းမသိဘူးလက်ဆောင်ရတော့ဆိုပြီးအဲ့တစ်လေးကိုသုံးကြည့်လိုက်တာနက်လေးကလည်းအရန်မှုေးပြီးတော့သုံးလို့လည်းအရန်ကောင်းတယ်ပုံမှန်ဈေးဆိုလို့ရှိရင်မရှိဘူးဆိုလို့ရှိရင်1000ခွဲ2000လောက်ပဲရှိတယ်အခုဒီဈေးမှာတပူးကို1000စွန်းစွန်းနဲ့ရတော့ဒါဒီလိုမျိုးကောင်းချော်ရတော့မသုံးဘူးဒီ treatment ကတော့သုံးဘူးဒါလေးအရန်ဆင်ပြေသူက damage hair အတွက်ပို့ပြီးတော့ကောင်းတယ်ကိုယ်စပင်ဆိုလို့ရှိလို့ဆေးဆိုးတာတွေရောစပင်ဖြောင်းတာတွေအရန်အိမ်မှာအပူတွေပြီးတော့စပင်အောက်ဖြားပိုင်းဆိုလို့ရှိရင်ဒီမှာပြောင်းမှုမွေလို့လည်းဖြစ်ချင်တယ်ကွာအဲ့တော့ဒီမှာဆိုလို့ရှိရင်စပင်ပြက်ကြတာတွေပြီးတော့စပင်ဆန်သားခြောက်တာတွေပြီးဒီအောက်ပိုင်းဒီမှာဖွာတာတွေစပင်ကပြီးတော့စပင်ကအဲ့လိုတောက်ပင်မြောင်မရှိတော့တချို့စပင်တွေဆိုပြောင်းနေရပဲလေအဲ့လိုတောက်ပင်မြောင်မရှိတဲ့သူခါလာကြီးဆိုတဲ့ဒီလိုမျိုးစပင်နှစ်ခွာတာစီတဲ့ဟာလို့တော့ပြောတယ်အဲ့တော့ဒီနှစ်ခုကဆံမဲ့တွဲပြီးတော့သုံးကြည့်မယ်ပေါ့နော်တွဲပြီးသုံးရင်တော့ပို့ပြီးတော့ထိအောင်မထင်တာပဲအဲ့လိုတပူမှ1000ဆွမယ်ဆိုတော့နှစ်ဘူးဝယ်လာပါတယ်ဒါကကိုသုံးနေကြဖြစ်တဲ့ round လက်ကထုတ်တဲ့ဒီ tone up sun cream ဒါလေးအရန်အဆင်ပြေရဲ့အရင်အရှိဒီ Olympian ဆေးတော့ဝယ်ထားတာဆိုလို့ရှိရင် round လက်ကထုတ်တဲ့တာမန် sun cream ကိုမှသူ့ထဲမှာပါတဲ့လက်ဆောင်ဘူးတသေးလေးပေါ့နော်အဲ့ဒါကိုစမ်းသုံးကြည့်ရစမ်းသုံးကြတော့ makeup မလိမ့်ချင်တဲ့နေပို့ပါပြင်သွားခြင်းနေဆိုလို့ရှိရင်ဒီ tone up တစ်ခုလိမ့်လိုက်အောင်လေလုံးဝမျက်နှာလေးပြောင်ပြီးတော့နှကန်းလေးဆိုပိုင်းနေ online လုံးဝ share ပဲဒီတစ်ခေါက်ဆေးမှာတော့တန်အောင်ဝယ်ခဲ့ပါတယ်သူက 1+1 ကိုမှ site 2 2000ကျော်ပုံမှန်ဆိုတော့တပူးကို1000ကျော်နှစ်ဘူးဆိုလို့ရှိရင်နည်းနည်းလေးတော့ကွာမယ်ထင်တာပဲတော့တခြားဘာလက်ဆောင်မှာတော့မပါဘူးဒီလိုမျိုး site 2ဘူးနှစ်ဘူးဒီ self fusion C လို့ပဲခေါ်လာဒါလေးလဲ 1+1 နဲ့ဒါကတော့မသုံးဘူးတဲ့ sun cream ပေါ့နော်ဒါပေမဲ့ up တော့မလုပ်ပေးဘူး SPF 15+ ကိုမှ PA+ လေးလုံးပါတယ်ဒါလေးကကြတော့ဒီ daily အတွက်သုံးလို့ရှိရင်အဆင်ပြေတဲ့လို့ထင်တာပဲပေါ့နော်ကိုတော့မသုံးကြည့်ဘူးကိုမှစမ်းသုံးကြည့်ဖို့ဆိုဝယ်လာသူကတော့ site 2တော့မဟုတ်ဘူးဒီ35 ml တဘူးရယ်ပြီးတော့20 ml တဘူးရယ်ပါတယ်ပေါ့နော်တခြားဘာလက်ဆောင်မှာတော့မပါဘူးဈေးရလဲ1000ချင်းစွန်း2000နီးပါးလောက်ရှိမယ်ဒီလိုမျိုး35 ml တဘူးပါတယ်ပြီးတော့ဒီမှာ20 ml တဘူးထပ်ပါတယ်ပေါ့နော်ဒီလိုနှစ်ဘူးပါသွားတိုက်ဈေးပဲဒီတစ်စိတ်တေးကြလား9000လားမသိပေးရတယ်။ခြားပုံမှန်သွားတိုက်စီထတော့နည်းနည်းလေးထူးခြားလို့9000တောင်းနေလို့တော့ထင်တာပေါ့နော်။ဒါပေမဲ့မသုံးဘူးသေးတော့ဘလို့ကောင်းလေတော့မသိဒီတစ်စိတ်ကထုတ်တယ်။ပေါ့နော် spray ပေါ့နော် breeze spray လေးပါဘာမှမဟုတ်ဘူးဝယ်လာပါတယ်။ဒါလည်း4-5000ဝန်းကျင်ပဲသွားမယ်ထင်တယ်။ ISO E လို့တော့ခေါ်ပါ ISO E ရဲ့ဒါကကြတော့ brightening serum ပါ။သူကပါ effect တွေပေးလဲဆိုတော့ဒီမှာ
မှာပေါ့နော်ပါဝင်တဲ့သူရဲ့ဟာတွေကိုရေးပေးထားတယ်ဒီ brightening serum 20 ml တဘူးပါတယ် brightening serum မှာ3 ml တဘူးဒီလိုအချွန်ပုံစံလေးတဘူးပါတယ်ဒီလိုလေးပါဒီလိုဘူးလေးနဲ့ဒီမှာသူ့ရဲ့အနောက်ဘက်မှာဒီလိုသေးသေးလေးဒီ3 ml သူ့ရဲ့ပုံမှန် size ပေါ့နော်ပုံမှန် size ဒီလိုမျိုး20 ml ပုံမှန် size လေးပါတော့ဖန်ပလင်းလေးချစ်စရာလေးပန်းရောင်လေးမနက်ပိုင်းမှာလိမ့်ချင်လို့ဆိုပြီးတော့ဗီတာမင် C ပေးတန့်ဝယ်လာပါတယ် Medihi ကထုတ်တဲ့ဗီတာမင် C မျိုး site 2 1+1 ကိုမှပုံမှန်ဈေးနဲ့ရခဲ့တယ်ဒီလိုမျိုး 1+1 တော့ကျွန်မ retinol ဝယ်လာပါတယ် Innisfree ကထုတ်တဲ့ retinol သူလည်း site 2နှစ်ဘူးပါတယ်ဗောနော်နှစ်ဘူးကိုမှပုံမှန်ဈေးပဲဟိုဒါပါလေးလည်းမသိမိုးလက်ဆောင်မထပ်ပါလားလေကီးချင်းလားမကြည့်ဒီလိုကီးချင်းလေးပါ1+1ကိုမှသူကဒီပုံမှန်သူ့ရဲ့တပူးစင်းနဲ့ပဲရ Bring Green ကြားဘူးကြလားဒီ Bring Green ရဲ့ဒီဟာ50 ml ဒီလိုမျိုးလေး50 ml တပူးရဲ့25 ml refill အထုပ်ကလေးရဲ့မျက်မှန်ပဲလေးမျက်မှန်ပဲလေးဟိုဒီမှာနောက်ထပ်ဒါလေးလည်းကီးချင်းမယ်ကီးချင်းချစ်တော့ချစ်စရာလေးဒါလေးလက်ဆောင်ပါပါတယ်ဒီလိုမျိုး3ခုပါဟောဒါကတော့ body scrub ထဲကပဲဘူးအကြီးကြီးပဲပြီးတော့လက်ဆောင်လေးလည်းပါတော့ကျွန်မ Hello Kitty ပုံလေးမို့လို့ပါမဟုတ်ချစ်လို့ဝယ်လာခဲ့ရပါတော့ဒီလိုမျိုးဘူးအကြီးကြီးကိုမှဒီလိုမျိုးမြင်ရလားမသိဝါတော်မွေးရတော့ပြေးပြီးအောင်ရေချိုးချင်စိတ်ပေါက်သွားတယ်ကျင်ညာအားကောင်းချက်လက်ဆောင်ကြည့်ကြပါမယ်sticker ဒါဆိုမှဝင်ထောင်မဲပေးရတာပါလေဒီ sticker ပေါ့နော်ဒီ sticker လေးရယ် body ခုန body scrub ပဲဟုတ်တယ်ဒါပေမဲ့တော့အနံ့မတူလားမသိ body scrub ကိုမှဒီလိုမျိုးဘူးအသေးလေးနဲ့ပေါ့နော်သူတို့ပေးလိုက်တာခီးရပါတော့အဲ့နဲ့တဲဝါလို့ဆင်ပြီးအရင်ဆုံးဖောက်တော့နံ့မှုကြည့်လိုက်ဒါလေးကအနံ့ကခုနဟာလေးနဲ့အနံ့မတူရေဟုတ်ပေါ့နော်လက်ဆောင်က2ခုပါတယ်ဒါကသူ့ရဲ့ပုံမှန်ဘူးဒါပေမဲ့ဈေးကတော့ပုံမှန်ဈေးပဲထင်တာပဲဒီရှစ်မူနာတာဆိုရဲပေါ့နော်ဒီချဲဂျူ Aloe Moisturizer 200 ml နှစ်ဘူးပေါ်မှာပုံမှန်ဈေးဆိုတော့ဒီလိုမျိုးရှစ်မူနာတာရဲ့လည်းချစ်စရာလည်းအစိမ်းအနုလေဒီလိုမျိုးနှစ်ဘူးပါနှစ်ဘူးပေါ်မှာကွာ9000ကျော်ပဲရှိရဆိုတော့သုံးပါလဲနော်ပေါ့ Beauty of Joseon ရဲ့ peptide တော့ပန်းခန့်ရအောင်လေးလားအနုလေးကွာ wrapping PDI လည်းပါတယ်ပြီးတော့ peptide လိုမျိုးလေးခါရဲ mask တွေကိုပြပါမယ်ပေါ့နော်ဒီဟာကကြတော့ Toridan ကထုတ်တဲ့ Sika mask ပေါ့နော်ဒီဟာကပထမအရင်လဲသုံးဘူးတယ်သုံးလို့လည်းအဆင်ပြေတယ်ဒါတော့ဒီမှာ Sika mask ပါဒီ Goodell တိကြမှာပါဒါက vitamin C serum ပေါ့နော် 5+1 မှာ5ခုဝင်တစ်ခုလက်ဆောင်ဘူးထဲမှာတစ်ခါလေးပါပြီးသားပေါ့နော်ဒါလည်းပုံမှန်ဈေးထက်ဆိုင်အများကြီးသက်သာပါတယ် Medihi တစ်စိတ်သေးကပဲဒါပေမဲ့ဒီဟာတွေတစ်ထုံးမှမသုံးဘူးကြည့်သေးဘူးပေါ့နော်ဒါကကြတော့ Medica Society ရဲ့ mask ပေါ့နော် Medica Society ပါတဲ့ mask ပါဒီ Medihi ရဲ့ vitamin C ဒီ Medihi ရဲ့ပဲ ceramide collagen mask ပါ Medihi ရဲ့အခုကစပြီးတော့ makeup ပန်းရောက်ပါပြီဒီမှာ makeup တော့ပါဝယ်လာလဲဆိုတော့ vanilla ခိုးရဲ့ primer finish powder ပေါ့နော်ဒါလေးဟိုကဒီလိုမျိုး brush လေးတစ်ခုပါတယ်ပေါင်တာသုံးတဲ့ brush လေးတစ်ခုပါတယ်လာခိုးရဲ့ finish powder တွင်းထဲမှာလည်းသူ puff တစ်ခုပါပါတယ်ဒီလိုမျိုးလေးပါ vanilla ခိုးတစ်စိတ်ထဲကပဲeye shadow ဝယ်လာခဲ့ပါတယ် peach ဘက်ကိုသွားတယ်သူ့ထဲမှာဘာလက်ဆောင်ပါလဲဆိုတော့ဒီလိုမျိုးလေးပါ peach color ဒီလိုမျိုးလေးတပူးရယ်ပြီးတော့လက်ဆောင်ကကြတော့သူထားလေးပါတယ်ဒါ eye shadow stick ထင်တယ် eye shadow stick လေးတစ်ချောင်းပါတယ်ဒီလိုမျိုး eye shadow powder palette အပြင်ကိုမှဒီလိုမျိုးတစ်ချောင်းပါတယ်သူ့ရဲ့အရောင်ကလည်း nude ဘက်ကိုသွားတဲ့အရာမပြောရမယ်ဆို peach ထုံးဘက်ကိုသွားမယ်ထင်တယ်ဒီလိုမျိုးလေးတွဲအောင်မှာ14000ပတ်ချလေးပဲကြာမယ်လိုမျိုးလေးဝယ်ခဲ့ပါတယ် corrector concealer ဆိုရင်တော့သိကြမယ်ထင်ပါတယ်ဒီ Korea လို့ဆိုလို့ရှင်เนาะ the sun
သူကဘာတွေပါလဲဆိုတော့ဒီလိုမျိုးလေးသူ့ရဲ့ဒီလိုမျိုး3ယောက်ပါမယ်ဘူးလေးရတော့ site အသေးလေးပဲကျမနံပါတ်1 collective page ကိုယူလာခဲ့ရပေါ့နော်ပြီးတော့ဒါလေးကကြတော့ lip pencil တဲ့လာအတူလေးဒီလိုလေးပါဒီမှာကြိုက်တဲ့အရောင်လေးပဲပန်းရောင်ဖြော်လေးဒီလိုမျိုးလေးပါပါတယ်ဗန်နီလာခိုးတဲ့ကပဲအရင်တစ်ခေါက်ရဲ့ Olivia ဆေးတုံးကအစမ်း3ကြီးဝင်လာတဲ့ဒီဘူးလေးပေါ့နော်တဘူးကို4000ပဲပေးရတယ်ဒါလေး3ကြီးကလည်းအဆင်ပြေတယ်အားကြောင့်မလို့နောက်ထပ်အခုလိုမျိုးဘူးလေးတေးသေးလေးတဘူးထောက်ဝယ်လာတဲ့ pink ဆက်ပါ pink ဆက်ကိုမှသူကအတွင်းထဲကဟာကြဒီလိုမျိုးအကြည့်အောင်ပါဒါလေးတော်တော်3ကိုလည်းအဆင်ပြေတယ်နည်းနည်း3ကိုလည်းခံတယ်ပေါ့နော် Roman ရဲ့ blusher ပါ powder blusher ပါသူက blueberry cheek ပေါ့နော် my gosh ဒီလိုလေးကြည့်ကြပါဦးအရောင်လေးကိုကြည့်အောင်အရန်ကိုမှမိန်းမသားဆန်မယ်အရောင်လေး blueberry cheek ပါ peripera ရဲ့ကပဲဒီ eyebrow mascara ရဲ့ပြီးတော့ဒီ eyebrow pencil ပေါ့နော်နှစ်မျိုးဝယ်ခဲ့ပါတယ်အရောင်တွေကတော့ခိုးယွန်းကြောင်းဟိုပြင်ပေးတဲ့ဆရာမပေါ့နော်အဲဆရာမတင်နာတဲ့သူတို့ရဲ့ဗီဒီယိုကြည့်တော့သူခိုးယွန်းကြောင်းရဲ့မျက်ခုံဘလို့ဆွဲလဲဆိုပြီးကျွန်မကြည့်တော့ပေါ့နော်သူကဒီတစိတ်ကိုတဲ့သုံးတယ်ပေါ့နော်သူသုံးတာတော့အများကြီးပဲနော်ကိုကတော့လက်လန်းမီတဲ့ဟာကိုပဲကိုလည်းဝယ်လိုက်တာဒီ peripera ရဲ့ဒီ eyebrow color ဆိုလို့ရှိရင်သူကဒီလိုဒီ color ဘက်ကိုတွားပြီးသုံးတယ်ကွာအရင်ဆုံးသူကမသုံးခင်တော့ powder နဲ့တဲ့အရင်အုပ်တယ်တဲ့နောက်နေ့မှပဲလိုက်လုပ်ကြည့်မယ်။ဘာယွန်းကြောင်းထွားမယ်တော့မသိ။ဒါလည်းပပလေး eyebrow pencil peripera ကပဲနော်။ဈေးနှုန်းလေးတွေကလည်းတစ်ခုမှ8000 9000 1000အောက်ပဲ။ဒီလိုမျိုးမြင်လေးကွာ။အဲ့တော့ကိုယ်အဆင်ပြေတယ်လို့ဆွဲလို့ရတယ်။ကျွန်မမျက်နှာအရင်ကြီးနေတော့မျက်နှာပဲမြင်ရမှာထင်တယ်။ Holika တဲ့ကဒါက cream blusher ဖြစ်ဖို့များမယ်။ Oh my gosh နော် Holika တဲ့ရပဲ။ eyeshadow ကသုံးဘူးတယ်။ဒါပေမဲ့ဒီ blusher ကတော့ပထမအယောင်ကြည့်အောင်လှလိုက်တာမသုံးရတော့ကျွန်မအလှကြည့်တော့မယ်မဒီလူလေးသေးလေးကွာသေးလေးကမှအယောင်လေးကလည်းလှမလားဝယ်လိုက်ခဲ့ပါတယ်ဈေးနှုန်းကလည်း1000ပတ်ချလိုက်ပါနှကန်းနီလေးဘက်ကိုသွားမယ်နော်နှကန်းနီစုစုပေါင်း၄ချောင်းဝယ်ခဲ့တယ်လောလောဆယ်က colorgram နဲ့ကဒီ tint ဝယ်တယ်ပြီးတော့ဒါကဒီ Medi type ဘက်ကိုသွားတဲ့ဟာဝယ်တယ်ပြီးတော့ Lily by Red ရဲ့ peripera ရဲ့ဝယ်ခဲ့ပါတယ် colorgram နဲ့က Medi type ဘက်ကိုသွားတယ်ပေါ့နော်ဘူးလေးပါဘူးလေးကဒီလို site သေးလေးအရောင်ကိုကျွန်မပြန်တော့ဘူးရဲ့ပုံစံတူလာအမ sticker လေးနဲ့ချစ်စရာတယ်လိုလေးဒီ color လေးအရင်ရောနှုတ်ဖတ်နာပဲကွာဒါပေမဲ့အပေါ်ကနေတခြားတရားအုပ်လိုက်လို့ရှင်တော့အဆင်ပြေflowers ဒီမှာနေကြပန်းလေးပါပါတယ် tint နဲ့ကဒီ colorgram ရဲ့ tint တွေကဟာကိုဖောက်ကြည့်ပါမယ်ဒီ colorgram နဲ့ကဒါ tint ပေါ့နော် tint ဘက်ကိုသွားတဲ့အရောင်လေးအရောင်ပြပါမယ်ဒီလိုမျိုးအရောင်လေးရမ်းကြိုက်တယ်အဲ့လိုအဖြော့လေးကွာ new type ဘက်ကိုဒီလိုဟာလေးတဘူးဝယ်တာကိုဘာရတော့မဟုတ်ဘူးဒီလိုလက်စွပ်လေးပေါ့နော်ကျွန်မလက်စွပ်တွေရမ်းပေးတာတော့တို့ရတယ်မြင်ရလားဒီလိုမျိုးလေးLily by Red ရဲ့ peripera ရုပ်တစ်ခါတည်းထုတ်ပြပါမယ်။ဘူးပုံစံကတော့ဒီလိုမျိုးပါ။ packaging ကအသိလာရတော့ Lily by Red ကနောက်တစ်ထွက်တာလေးလာတော့မသိဘူး။တော်လာရတော့ packaging က peripera ရဲ့ packaging ကိုလည်းကြည့်လိုက်အောင်။ကြည့်ကြအောင်။အယောင်ပြမယ်နော်အယောင် Oh my goshဒါမဲ့နော်ထင်တလောက်တော့မညူးတိလားစမ်းကြည့်ခဲ့တာလေလုံးဝဒီလိုမျိုးပပလေးနဲ့ဖြတ်ဖြော်လေးအရန်လာတယ်ဒါလေးအကြည့်လေး peripera ရဝယ်လာတယ်ပြီးတော့ဒီမှာကြည့် Lily by Red ရဲ့အယောင်လာရှိုးလိုက်တော့ရိုးလေနှကန်းကြီးစိုးမပြောနဲ့ဒီသူ့ရဲ့ packaging ကိုကြည့်လိုက်တာနဲ့ကျမအသိကျွေးသွားပြီမကြည့်အောင်သူ့ရဲ့အယောင်ပြမယ် Oh my godဒါအရင်လေးကိုယ့်အိမ်မှာစိုးနေကြဟာလေးပစ္စည်းပြတ်သွားတယ်တခြား brand တွေကအဲ့ဒါလေးနဲ့တော့ခက်ဆင်ဆင်လေးမို့လို့အနည်းဆက်ဆုံးအရောင်တော့ယူလာခဲ့တယ်ဒါမဲ့လည်းသူ့ရဲ့ packaging တွေကိုတော့အရန်စိုက်ပါတယ်ဈေးနှုန်းတွေက1000အောက်တကယ်ကို1000အောက်ပါ hand cream မှာဒီတစ်စိတ်ထမအောင်ဆုံးသုံးပါပါဒါပါတစ်စိတ်လေ W Dress Room New York ဘာဖြစ်ပါ
ဒါကကြတော့ Mero ဆိုတဲ့ဒီအနံ့ပေါ့နော်အရင်မှုပါတယ်သူ့ထဲမှာ peach အနံ့လေးရှိရ cotton အနံ့လေးရှိရဒါပေမဲ့ကိုကတော့ဒီဟာလေးကိုအရင်ကြိုက်လို့ဒီအနံ့လေးနဲ့ပဲဝယ်ခဲ့ပါတယ်သူလဲတပူးမှာ4000ပဲရှိတယ်နော်4000ကိုမှဘယ်လောက်မီလီပါလဲဗျ50မီလီကွာ50မီလီကိုမှ4000ပဲပေးရတယ်ဆိုတော့သုံးပါလိုက်နော်ဒါကတော့ဖောက်ထားတော့2မျိုးလို့ကျွန်မမဖောက်တော့အဲ့တော့ဒါလေးကတော့ကျွန်မနောက်ဆုံးပိတ် beauty item တွေရပါတော့။အားကြီးသူတို့ကအားပေးရတဲ့ကြောင့်မို့လို့ခုနဟာတွေကကြတော့ဒီ 70% လို့ဒီ 1+1 နဲ့ discount ချတဲ့အပြင်ကိုမှ customer အရင်အားပေးရတဲ့ကြောင့်မို့လို့အရင်များတော့ကျမတို့သူတို့ကလက်ဆောင်လေးတွေဟို simple size လေးပေါ့နော် simple size လေးလက်ဆောင်ပေးတာလေးကျမနဲ့အတူတူကြည့်မယ်နော်။ဘာလို့စိတ်ကြည့်လဲတော့ကျမလည်းခုမှကြည့်မှာဆိုမသိဘူးရ။ဒါက Lenny G ရဲ့ဒီ sunscreen Heavy Blue Salmon Caring Centella Cream နဲ့ Yono ပေါ့ဒီ PDIM ပါတဲ့ cream မှာဒီလိုမျိုးအထုပ်ကလေးနဲ့ပဲပါပါတယ်တထုပ်ပါတယ်ဒါကကြတော့ cleanser ထင်တယ်မညူရဲ့ cleansing milk cleansing milk ဒီ honey ဆိုတဲ့တစ်စိမ့်လေးဝယ်သုံးနေဆိုဝယ်သုံးဖြစ်တယ်ဒါလေးကကြတော့ဒီ sun pad တွေပေါ့နော် Nambusing ရဲ့နံပါတ်1နဲ့ကပဲသူက toner serum ပြီးတော့ soothing cream ဆိုပြီးဒီလိုမျိုး3ခုပါတယ်တွေ့လေဒီလိုတထုပ်ပေးပါတယ်ဒါလည်း sunscreen ပဲ Toridan နဲ့က sunscreen ပါဒါကခုနမညိုပဲနောက်ထပ်တထုပ်မညိုကြီးပဲသူက2ထုပ်ပေးရကွာ Etc ရဲ့ barrier ampoule လေးဒီလိုမျိုးတထုပ်ပါပါတယ်အဟန်ညူတွေကပဲဒါအစိမ်းရောင်စီကာလာတော့မသိဘူးအစိမ်းရောင်ဒီလိုမျိုးဖက်တထုပ်ပါတယ်တစ်စိတ်အသစ်ပဲထင်တယ်ဒီလိုမျိုးလေးသူကအတွဲလိုက်ပါပြီဒါဒီတစ်စိတ် ampoule တထုပ်ပါတယ် pore lifting cream ပါမယ် pore ampoule တထုပ်ပါမယ်ဒါကခုနတစ်စိတ်ထဲရပဲသွားဆက်လိုက်ပေးတယ်ဒါကကြတော့နောက်ဆုံးလက်ဆောင်ဒါပါလေမှန်လေးလားကျမဘာလက်အိတ်လားချိန်လားလို့ထင်တာဒါဒီမှာကြည့်မှန်လေးပါဒီလိုမှန်လေးတစ်ခုပါပါတယ်ဒါဆိုရင်တော့ဒီ Olivian ရဲ့ဒီ3လပိုင်း sales မှာပေါ့နော်ဝယ်ထားတဲ့ပစ္စည်းတွေကဒါတွေအကုန်ပါပဲအဲ့တော့လက်ဆောင်တွေတော်တော်များပါလို့ကျင်းနေပါတယ်အဲ့တော့ကျမရဲ့ဒီနေ့ blog လေးကိုဒီလောက်ပဲအဆုံးသတ်ပါမယ်အားလုံးပဲ bye